ဝင်းမင်္ဂလာပါကျွန်တော် K3 Mobile ကနေကြိုဆိုပါရဗျအရင်တစ်ခါကလုံးဝမရလိုက်တဲ့မိတ်ဆွေလေးတွေပေါ့နော်ဒီတစ်ခါကျွန်တော်တို့ပစ္စည်းလေးထည့်ရောက်ထားတယ်ဒီကောင်လေးက ZTE J900 CO မှာ CDMA 800နဲ့ GSM နဲ့ကတ်3နဲ့ကောင်လေးကျွန်တော်တို့ပစ္စည်းရောက်ရှိထားတယ်ဒီကောင်လေးကဈေးနှုန်းလေးကတော့ကျွန်တော်နော်ဖုန်းဆက်ပြီးတော့မှမေးပေးဖို့ပါပဲကျွန်တော်မြစ်တာရက်ခံချင်ပါတယ်နော်ဒီမှာ CDMA 800နဲ့ GSM နဲ့ကတ်3နဲ့ကောင်လေးလုံးဝပစ္စည်းအသစ်တွေနော်အသစ်တွေကျွန်တော်တို့ပစ္စည်းအသစ်တွေရောက်ရှိထားတယ်ပေါ့နော်စိုင်လိပ်စာလေးကတော့လမ်း30 81 82လမ်းတောင်ပိုင်းချမ်းမှာရှိပါတယ်ဖုန်းနံပါတ်လေးကတော့0986 60 61ဖြစ်ပါတယ်ခင်ဗျ iPhone နံပါတ်မှာ Viber လည်းရှိပါတယ်လူချင်းမင်းတို့လိုအပ်တာလေးများရှိရင်လည်း iPhone နံပါတ်ဖုန်းဆက်ပြီးလဲအားမနာတိုင်းကျွန်တော်ကိုမေးမြန်းနိုင်ပါတယ်ခင်ဗျကျွန်တော်မန်းလေးမြို့တွင်းမှာအိမ်ရောက်ငွေချေပို့ပေးပါတယ်နယ်မြို့တွေအကုန်လုံးကတော့ကျွန်တော်စီမှာငွေကြိုလဲရောက်မှာပဲကျွန်တော်ပစ္စည်းပို့ရဗျဘယ်မြို့မှာကျွန်တော်အိမ်ရောက်ငွေချေမပို့ပါဘူးခင်ဗျနော်ဒါလေးကတော့ J900 စီလေးတွေကျွန်တော်စီမှာပစ္စည်းရောက်ရှိထားတယ် J900 စီနဲ့ပတ်သက်တဲ့ဒီအပိုပစ္စည်းလေးတွေလည်းကျွန်တော်စီမှာဒီ battery pack လေးတွေလို့ပြီးရင်ဒီလိုနောက်တစ်ခုကသူ့ရဲ့ဒီအားသွင်းတဲ့ဒီခုံလေးတွေပေါ့နော်ကျွန်တော်စီမှာလည်းဝယ်လို့ရမယ်ပေါ့နော်အဲ့ဒါလေးလည်းဝယ်လို့ရမယ်နော်ဒါလေးကကျွန်တော်ဖုန်းနံပါတ်လေးနော်ဒီဖုန်းနံပါတ်လေး0986 60 60 61နော် iPhone နံပါတ်မှာဖုန်းဆက်ပြီးတော့မှမေးမြန်းနိုင်ပါတယ်ခင်ဗျကျွန်တော်စီမှာလေဒီလိုပါပေါ့GH 300 စီပေါ့နော် Goda GH 300 စီ CMA 800တီးတန်3တဲ့ကောင်လေးတွေလည်းကျွန်တော်စီမှာပစ္စည်းလေးဒါလေးကျန်အောင်မယ်နော်ဒီဟာလေးကျန်အောင်မယ်ဒီကောင်လေးတွေလည်းလုံးဝအသစ်တိုင်းတန့်တဲ့ဟို second လေးနော်ဒီကောင်လေးရနော်လုံးဝအသစ်တိုင်းတန့်တဲ့ကို second hand လေးဖြစ်တယ်နော်ဒီကောင်လေးကျွန်တော်ဆိုပစ္စည်းရှိပါအောင်မယ်ဒီလို ZTE ပေါ့နော်ဖုန်းတွေသုံးဖို့အတွက် CDMA 800 MBC ကက်လေးတွေအဟောင်းလေးတွေကျွန်တော်စီမှာဟိုနော်ဝယ်ယူအားပေးနိုင်ပါတယ်အားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်လိုအပ်တာလေးတွေများတိုက်ဆိုင်ခဲ့ရင်လည်းကျွန်တော်တို့တတိယပေးကြပါအောင်ခင်ဗျ